Global number 1 V player ဆက်ထားတဲ့ item တွေက Holy Crystal ကဘာတွေအားသာချက်ရှိလဲ Holy Crystal ဆိုတဲ့ item ကမေး item တွေထဲမှာ Magic Power အများဆုံး item ဖြစ်ပါတယ်သူ့မှာဆိုရင် ပလက်185 Magic Power ကြီးတောင်ရှိနေပါတယ်အဲ့ဒါဆိုရင် brother တို့ကမေးကြတော့မယ်ဒီလောက် Magic Power များတဲ့ Holy Crystal ကို Global number 1 player ကဘာလို့နောက်ဆုံးမှထားပြီးဆက်တာလဲ Okay သူ့ရဲ့ passive ကိုကြည့်လိုက်အောင်သူ့ရဲ့ passive ကစကေးထုတ်လိုက်မယ်ဆိုရင်21ရာခိုင်နှုန်းကနေပြီးတော့35ရာခိုင်နှုန်းထိအပို Magic Power ရရှိမှာဖြစ်ပါတယ်ချွင်းချက်အနေနဲ့ကတော့ခွင်းစခွင်းပိတ်လေးမှာရေးရတဲ့ scale weight level ပဲဖြစ်ပါတယ်အဲ့ဒီအဓိပ္ပာယ်က brother တို့အနေနဲ့ level နည်းနည်းပဲရှိရင် Magic Power လည်းရာခိုင်နှုန်းနည်းနည်းပဲရမှာဖြစ်ပြီးတော့ level များလို့ရှိရင်တော့ Magic Power ရာခိုင်နှုန်းများများရမှာဖြစ်ပါတယ်အဲ့ဒါကြောင့် brother တို့အနေနဲ့ Holy Crystal ကိုဆက်တော့မယ်ဆိုရင် mid game နဲ့ late game ရောက်မှသာဆက်တင်ပါတယ်ဗျဒါကတော့ V ရဲ့ Gara skin event ဖြစ်ပြီးတော့ skin မရသေးတဲ့ brother တို့အနေနဲ့ဒီ event ကနေပြီးတော့လည်း point တွေယူနိုင်ပါသေးတယ်ဗျ